ကပြန်လာပြီလေဒါပြောမယ်ဆိုရင်တော့ညနေကျိုးပေါ့ဗျာညနေတစ်ဖြတ်ထွက်တဲ့ဟာလေးပါဒါပြိုးနှုတ်ဖို့ထွက်လာတာပါတစ်ထောင်လုံးမှာကျွန်တော်တယောက်တည်းလုံးနေရတဲ့အတိုင်းပဲပတ်ဝန်းကျင်ကိုကြည့်လိုက်အောင်ရှင်းတာအဲ့မှာတော့ကြည့်အောင်ဘက်လည်းပြနေတာကျွန်တော်တယောက်တည်းပဲဒါဟိုဘက်ရှေ့လည်းကြည့်အဲ့မှာကြည့်ကြအောင်စက်ကုတ်သမားလေးတယောက်ပဲခြံတဲ့သူတွေနားကုန်ကြပြီကျွန်တော်သာလုံးမလို့ရခေါင်းခဲလာဒါမှမဟုတ်ရင်ဟာလာဝေးကျွေးလာငါပါကြည့်အဲ့မှာဘယ်တရားမှမရှိတော့အလုံးနေရတဲ့ဘဝသမားလေးပါဗျာဘဝသမားလေးကိုအပေးတာကျေးဇူးလေးရန်တင်ပါတယ်လို့ follow လေးလို့ comment လေးလည်းရေးသေးလေးလည်းပေးခဲ့ကြပါဦးနေပူကြီးထဲမှာဗျာ